အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်ဇာတ်ကားကတော့ကဘာကျော်ဒါရိုက်တာကျန်းရီမူရိုက်ကူးထားပြီးမင်းသားကြီးခရစ္စတီယန်ဘေးပါဝင်တရုပ်ဆောင်ထားတဲ့ The Flower Zone ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ1938ခုနှစ်ကနန်ကျင်းမြို့မှာတကယ်ဖြစ်ပွားခဲ့တဲ့ရက်စက်လွန်တဲ့သမိုင်းဖြစ်ရပ်ဆိုးကြီးတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာပါစစ်ပွဲရဲ့အမှောင်ထူးကြားထဲမှာလူသားဆန်မှုဟာဘယ်လောက်ထိတောက်ပနိုင်လဲဆိုတာအတူတူကြည့်လိုက်ရအောင်များဇလန်းအစမှာတော့နန်ကျင်းမြို့ကြီးဟာဂျပန်စစ်တပ်ရဲ့ကျူးကျော်မှုကိုခံလိုက်ရပြီးတမျိုးလုံးမီးခိုးတွေသွေးတွေနဲ့ပြည့်နှက်နေပါတယ်လူတိုင်းဟာကိုယ့်အသက်ကိုမနှဲလူပြီးပြေးနေကြရတဲ့အချိန်မှာဒီကြားထဲမှာမှအပြစ်ကင်းတဲ့ကျောင်းသူလေးတစုဟာဂျပန်စစ်သားတွေရဲ့ရက်စက်တဲ့လက်ထဲကနေလွတ်မြောက်ဖို့ဝင်းချက်စတာဖះကျောင်းကြီးတဲကိုခိုလုံဖို့ရောက်လာခဲ့ပါတယ်တစ်ဖက်မှာလည်းဂျွန်လို့ခေါ်တဲ့အမေရိကန်လူမျိုးရုပ်အလောင်းပြင်ဆင်သူတယောက်ဟာဖះကျောင်းကဘုန်းတော်ကြီးရဲ့အတူပကိုပြင်ဆင်ပေးပြီးပိုက်ဆံယူဖို့အတွက်မြို့ရဲကိုရောက်လာပါတယ်သူကတော့စစ်ပွဲနဲ့မဆိုင်သလိုပတ်စံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ဖះเจ้าထဲမှာပုံအောင်နေခဲ့တာပါမကြခင်မှာပဲဖះเจ้าရဲ့တကားကိုနောက်ထပ်လူတစုကလာခောက်ပါတယ်သူတို့ကတော့မြို့ရဲကနာမည်ကြီးပြည်တစားမျိုးသမီး12ယောက်ပါသူတို့ဟာလည်းဂျပန်စစ်သားတွေရဲ့ဘေးကနေလွတ်ဖို့ဖះเจ้าထဲကိုအတင်းဝင်ရောက်ခိုလုံလာခဲ့ကြပါတယ်ဒီနေရာမှာအလွန်ပဲစိတ်မသက်မသာဖြစ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်ဖះเจ้าကကျောင်းသူလေးတွေဟာဒီအမျိုးသမီးတွေကိုယွန်ရှာကြသလိုအမျိုးသမီးတွေကလည်းကျောင်းသူလေးတွေကိုကလေးတွေမို့လို့အထင်သေးကြပါတယ်ဖြူစင်တဲ့ကျောင်းသူလေးတွေနဲ့လောကရန်ကိုကြောခိုင်းထားတဲ့အမျိုးသမီးတွေကြားမှာပဋိပက္ခတွေအငြင်းပွားမှုတွေစတင်ခဲ့ပါတယ်တနေ့မှာတော့ဂျပန်စစ်သားအုပ်စုဟာဖះเจ้าရဲ့စီကံတွေကိုချိုးဖောက်ပြီးအတင်းအဓမ္မဝင်ရောက်လာပါတယ်သူတို့ဟာကျောင်းသူလေးတွေကိုမြင်သွားတဲ့အခါတိရစ္ဆာန်တွေလိုရက်ဆက်ဆက်ပြုမှုဖို့ကြိုးစားကြပါတယ်အဲ့ဒီအချိန်မှာအမြဲတမ်းပေါ့ပေါ့ပါးပါးနေတတ်တဲ့ဂျွန်ဟာဖုံးတော်ကြီးအဝတ်စားတွေကိုဝတ်ပြီးသူဟာဒီဖះเจ้าရဲ့တာဝန်ခံပါဆိုပြီးကလေးမလေးတွေကိုကာကွယ်ပေးဖို့ကြိုးစားခဲ့ပါတယ်ဒီဖြစ်ရပ်ကနေစပြီးဂျွန်ရဲ့စိတ်ဓာတ်တွေပြောင်းလဲသွားပါတယ်သူဟာပတ်စံကိုပဲကြီးတဲ့သူမဟုတ်တော့ပဲဒီကလေးမလေးတွေကိုဘလို့နီးနဲ့မဆိုကယ်ထုတ်ရမယ်ဆိုတဲ့ကြီးမားတဲ့တာဝန်သိစိတ်တစ်ခုဝင်လာခဲ့ပါတယ်ဂျပန်စစ်ဗိုလ်ချုပ်ကကျောင်းသူလေးတွေကိုသူတို့ရဲ့အောင်ပွဲခံပွဲမှာတချင်းဆိုပေးဖို့အတင်းအဓမ္မဖိတ်ကြားပါတယ်ဒါဟာတချင်းဆိုဖို့တင်မဟုတ်ပဲဂျပန်စစ်သားတွေရဲ့ဖျော်ဖြေရေးပစ္စည်းတွေအဖြစ်အသုံးချခံရတော့မယ်ဆိုတာအားလုံးသိနေကြပါတယ်ကျောင်းသူလေးတွေဟာအဆက်တကွဲအစော်ကားခံရမယ်အစားဖះเจ้าခေါမိုးပေါ်ကနေခုန်ချပြီးအဆုံးစီရင်ဖို့အထိကြံစီကြပါတယ်အဲ့ဒီအချိန်မှာပဲအားလုံးကိုမျက်ရည်ကျစေမဲ့ဆုံးဖြတ်ချက်ကိုဟိုပြစ်တစားအမျိုးသမီးတွေကချလိုက်ပါတယ်သူတို့ဟာငါတို့ကတော့ဘဝပြက်ပြီးသားလူတွေပဲဒီကလေးမလေးတွေရဲ့အနာဂတ်ကိုတော့အဖြစ်မခံနိုင်ဘူးဆိုပြီးကျောင်းသူလေးတွေစားသူတို့ကိုယ်တိုင်ရုပ်ဖြတ်ပြီးလိုက်သွားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဂျွန်ကသူတို့ကိုကျောင်းသူလေးတွေနဲ့တူအောင်သပင်တွေညှက်ပေးမိတ်ကပ်တွေဖြတ်ပေးပြီးရင်းနှင်းစရာကောင်းတဲ့ပြင်ဆင်မှုတွေကိုလုပ်ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့အမျိုးသမီး12ယောက်ဟာကျောင်းသူလေးတွေကိုစားဂျပန်စစ်ကားပေါ်ကိုရဲရဲဝံ့ဝံ့တက်သွားခဲ့ကြပါတယ်သူတို့ဘလို့အဆုံးသက်မျိုးနဲ့ကြုံခဲ့ရလဲဆိုတာဘယ်သူမှမသိရတော့သလိုတမိုင်းမှာလည်းနာမည်မကျန်ရစ်ခဲ့ပါဘူးဒါပေမဲ့သူတို့ရဲ့ဆွလွန်မှုကြောင့်ဂျွန်ဟာကြံခဲ့တဲ့ကျောင်းသူလေးတွေကိုကုန်ကားတစ်စီးနဲ့မြို့ပြင်ကိုဘေးကင်းအောင်ခေါ်ထုတ်သွားနိုင်ခဲ့ပါတယ်ဒီဇာတ်ကားဟာစစ်ပွဲရဲ့ရက်စက်မှုကိုဖော်ပြရုံတင်မဟုတ်ပဲအနှိမ်ခံလူဒန်းစားတွေရဲ့မြင့်မြတ်တဲ့စိတ်ထားကိုတေချာပုံဖော်ထားတာပါလူသားတစ်ယောက်ရဲ့တန်ဖိုးဟာသူလုပ်တဲ့အလုပ်ပေါ်မှာပဲမူတည်တယ်ဆိုတာဒီဇာတ်ကားကသက်သေပြသွားပါတယ်အားလုံးပဲကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဇာတ်ကားတွေမှာပြန်တွေ့ကြမယ်ခင်ဗျာ